အားလုံးပဲမင်္ဂလာပါခင်ခင်ကြီးကကြိုလိုပါတယ်ခင်ခင်ကြီးမှာဆိုရင်ခင်ခင်ကြီးကအခုပေါ့နော်နည်းနည်းကျမကြီးလေးလည်းပြန်ကောင်းပြီဆိုတဲ့အတွက်ဆိုင်ကိုခင်ခင်ကြီးရဲ့ဗီတာယုံနာနဲ့ဗတ်နေရစာတင်ကျောင်းမှာရှိကြားထဲမှာရှိရဲ့ဘယ်ဘက်အချမ်းပေါ့ဗတ်နေရဘက်ကလာရင်ဘယ်ဘက်အချမ်းဗီတာယုံဘက်ကလာရင်ညာဘက်အချမ်းအဲ့ဒီဆိုင်မှာအိမ်ဆိုင်ပေါ့နော်အိမ်ဆိုင်မှာခင်ခင်ကြီးရဲ့မနက်စာမုံမင်းကလက်ဖက်ရည်ချာကွေးအတုံးဆုံးဒီကိုတန်း30လဲနဲ့ပေါ့နော်ဒီတိုင်းစားမှန်အောင်ဖွင့်ပြရောင်းချပြပါပြီပြီးတော့နေ့လည်စာထမင်းကိုတော့ပုံစားထမင်းပေါ့နော်ပုံစားထမင်းမှာဒီလိုမျိုးပုံစားထမင်းပေါ့30နဲ့ရောင်းချပေးနေပါတယ်အဲ့ဒီပုံစားထမင်းမှာဘာတွေပါမလဲဆိုရင်မိမိကြိုက်နှစ်တက်တဲ့ဟင်းနဲ့စားစီကဲဟင်းတစ်ခွက်ပါမယ်အစောတော်တစ်ခွက်ပါမယ်ပြီးရင်အရေးတောက်ပေါ့နော်ဒီလိုမျိုးအရေးတောက်တစ်ခွက်ပါမယ်ဒါတော့ခံလေးနဲ့ပေးတာဟင်းကိုတော့ပုံပေးမှာပေါ့နော်အဲဒီရွက်ကြော်လေးနဲ့ဟင်းကိုတော့ပုံပေးမှာဖြစ်ပါတယ်လူတယောက်ကောင်းကောင်းဝပါတယ်ဒီနေ့ကျွန်မတော့ဇုံးခင်းနဲ့စားပြန်တာပေါ့ဒါတော့ပုံစားမှာပေါ့နော်အဲ့ဒီနဲ့စားလို့ရတယ်ဇုံးခင်းနဲ့စားလို့ရတယ်ပြီးရင်ငပိရတိုးစရာအဲဆိုရင်ကျွန်မဒီငပိအရန်မွေးတယ်အရန်လည်းကောင်းတယ်ဒါကိုမျိုးကြီးစိမ့်လေးနဲ့ကျွတ်တုံမျိုးလေးနဲ့လှော်ပြီးဖြော်ထားတယ်ပြီးရင်တိုးစရာလေးလိုမျိုးအစုံပေါ့နော်အပြုတ်အစုံလေးပါမှာဖြစ်ပါတယ်ရှောက်ရွက်လေးဒါစုံညွန်လေးတွေသုံးပရိသီးလေးပြီးရဖက်မှာကျန်းထော်လေးလေးတွေပဲဆောင်လာပြီးပါတယ်အဲ့ဒါဒီလေးမှာဆိုရင်ကြိုက်တတ်တဲ့လူကဟောဒီမှာတမယာတိစိတ်လေးတွေထည့်ပေးပါတယ်ဒါတော့ခရမ်းသီးပြုတ်တာဒါတော့ကြက်ပြီးစိမ့်မှာဒါတော့ရှောက်ရွက်လေးတွေလေးပြီးမှာရှောက်ရွက်လေးတွေထည့်ပေးထားတယ်တော့ခွာလေးပါပြီးမုံလာဥနေလိုပါပါတယ်ပေါ့နော်အဲ့မှာမှကျွန်မချင်းဘတ်ဥတည်ထားတယ်ချင်းဘတ်တွေလည်းနောက်နေကြတယ်အမျိုးစုံသူ့လက်နဲ့သူမထက်ရအောင် organic မတိမှန်လို့ပြုတ်ပေးထားတာဖြစ်ပါတယ်ရှင်ပြီးတော့ခါကြတော့ကျွန်မကအခုဒီနေ့စားပြန်မှာတော့ဒါလေးကတော့ဒီနေ့ကတော့အရေးတောက်ကဝက်ရိုးနဲ့ညင်နဲ့ရိုးနဲ့နေတယ်ပေါ့နော်ဒီလောက်လေးဆက်တာဖြစ်ပါတယ်အဲ့တော့ခင်ခင်ကြီးမှာအခုဒီနေ့ကနေစပြီးတော့ဖွင့်လိုက်တာမှာတော့မနက်စာမုံမင်းကအတုံးအုံလို့ခောက်ဆွဲ20ဘတ်အကျော်နဲ့ဆို25ဘတ်ပါပြီးရင်ထမင်းဟင်းကိုလူတိုင်းစားသုံးနိုင်အောင်လို့ဒီနောက်မှာလည်းလို့လက်စားတွေများတယ်ကျမတို့ရဲ့ခက်ခဲဆက်တဲ့နေတဲ့ပြည်သူတွေများတယ်ပေါ့နော်အဲလူတိုင်းလူမျိုးမျိုးဘာသာမျိုးလူတိုင်းမျိုးပြီးတော့စားနိုင်အောင်လို့ကျမက30ဘတ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်နော်ဒါပေမဲ့ကျမတို့ဝတ်သားလေးရောင်းတယ်စုံရောင်းပါတယ်ကျမတို့အမျိုးသားတွေပါမစားဘူးဒါပေမဲ့လည်းမစားဘူးလည်းကျမရောင်းတယ်ဝတ်သားစားတယ်ကျမတို့ယနေ့ပုံသားမျိုးကိုတော့ဝတ်သားဟင်းဝက်ချိုပေးနဲ့စားတာဖြစ်ပါတယ်ဒီမှာတော့ဒါတော့ပစုံလေးပေါ့နော်ထည့်ပေးထားတာပါအတိရွက်ကြော်တစ်ခွက်ပါပါတယ်ပေါ့နော်အဲ့ဒါကို30နဲ့လူတိုင်းစားသုံးနိုင်အောင်လို့ကျမရောင်းချပေးနေပါတယ်ဗန်းနေရဘက်ကလာရင်ဗန်းနေရစာတင်ကြောင်းဖေဖေအချက်နော်ဗန်းနေရစာတင်ကြောင်းကနေဖေဖေအချက်မီတာရုပ်ဘက်ကလာရင်ညာဘက်အချက်အဲ့တော့မီတာရုပ်နဲ့ဗန်းနေရစာတင်ကြောင်းနဲ့ဂျားထဲမှာကျမရဲ့ခင်ခင်ကြီးရဲ့ဆိုင်လေးကိုရောင်းချပေးနေပါတယ်M1 ဆိုင်လည်းဖြစ်တာယာယီပိတ်ထားတာပါပြန်ဖွင့်ပါတယ် M1 မဖွင့်ပေမဲ့လည်းကျမကဒီဆိုင်မှာစိတ်ပဲစိတ်ဆိုပရိကျော်စိတ်သား6ကိုရပြင်စားသုံးနေတာ customer တွေကမှာယူအားပေးနိုင်ပါတယ်ရှင်ကျမအိမ်မှာရောင်းချနေပါတယ်နော် M1 ဆိုင်မဖွင့်ပေမဲ့လည်း M1 ခင်ခင်ဆိုင်ရဖြစ်တာယာယီပိတ်ထားပေမဲ့လည်းကျမအိမ်ကနေပြီးတော့ရောင်းချနေပါတယ်ပုံမှန်စားသုံးနေတာချစ်ရတဲ့ customer တွေကနေဒီကျမရှိကိုဖုန်းလေးဆက်ပြီးတော့မှာရုံနဲ့ကျမအိမ်ရောက်ပို့ပေးမှာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်